အဲ့ဒီနောက်1826ခုနှစ်ဖေဖော်ဝါရီလမှာရန်တဘိုးစာချုပ်ကိုလမ်းမရေးထိုးခဲ့ရပါတော့တယ် ဒီစာချုပ်မှာပါတဲ့အချက်လက်တွေကမြန်မာတို့အတွက်အလွန်မြင့်တင်တာဆက်ခဲ့ပါတယ်အာတန်မန္ဒီပူရာရခိုင်တဲ့တနင်္သာရီလိုအရေးပါတဲ့နေမြေတွေကိုဆွန့်လွတ်ခဲ့ရတယ်အဲ့ဒီခေတ်အခါကအလွန်များပြားတဲ့ပမာဏဖြစ်တဲ့ပေါင်စတာလင်တန်းကိုစစ်လျော်ကြေးဖြစ်ပေးခဲ့ရတယ်ဒါအပြင်အင်ဝါနန်တော်မှာ British ကိုစားလက်တအုပ်ကိုလက်ခံဖို့နဲ့ကွန်တွယ်ရေးစာချုပ်တစ်ချုပ်ဆိုဖို့ကိုလည်းသဘောတူခဲ့ရပါတယ်ဒီစာချုပ်ဟာတစ်ချိန်ကကြီးကျယ်ခမ်းနားခဲ့တဲ့မြန်မာအင်ပါယာကြီးရဲ့ညီကုန်းအစလို့ဆိုနိုင်ပါတယ် ဒါပေမဲ့ဒီစစ်ပွဲရဲ့တန်ဖိုးကရှုံးနိမ့်သူအတွက်ပြမဟုတ်ခဲ့ပါဘူးအောင်ပွဲရခဲ့တဲ့ British နဲ့ India တပ်တွေအတွက်လည်းဆုံရှုံမှုကကြောက်ခမန်းလိလိပါပဲတေဆုံးခဲ့တဲ့စစ်တေ1500ထဲမှာ80ရာခိုင်နှုန်းဟာတိုက်ပွဲမှာကြာဆုံးတာမဟုတ်ပါဘူးသူတို့ကိုအဓိကတေစေခဲ့တာကတော့ငဖျားဝိုင်းရောပါလိုမျိုးအပူပိုင်းဒေတာရဲ့ယောဂအဖျားတွေပါပဲ ဒီစစ်ပွဲဟာ British တို့အတွက်စစ်ရေးအရာအောင်ပွဲဆိုပြီးမြင်ငွေကြေးအရာတော့ကပ်ပြေးတစ်ခုပါပဲအရှေ့အိန္ဒိယကုမ္ပဏီဟာကုန်ကျစရိတ်တွေကြောင့်ပြင်းထန်တဲ့စီးပွားရေးအကျပ်အတည်းနဲ့ရင်ဆိုင်ခဲ့ရတယ်မြန်မာတို့အတွက်ကတော့ပေးလိုက်ရတဲ့စစ်လျော်ကြေးကဘန္တာတိုက်ကိုနှစ်ပေါင်းများစွာဒေဝါလီခံသွားစေခဲ့တယ်ဒီစစ်ပွဲကနောက်ထပ်စစ်ပွဲတစ်ခုနဲ့1886ခုနှစ်မှာမြန်မာနိုင်ငံလုံးဝတူးကျွမ်းဘွားရောက်သွားဖို့အတွက်လမ်းခင်းပေးလိုက်သလိုဖြစ်ခဲ့ပါတယ်